အားလုံးမင်္ဂလာပါစုံစမ်းတော့ရှက်ချင်းကိုအောင်မြင်ခြင်းနဲ့ပတ်သက်ပြီးမှအနေငယ်ကိုအားပေးခြင်းပါတယ်ဒီကိုအခန်းကြီး30အငယ်73လို၌ဖြစ်တတ်သောစုံစမ်းတော့ရှက်ချင်းကိုတာတင်တို့ဒီခံရကြ၏ဘုရားသခင်သည်သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍တင်တို့မခံနိုင်သောစုံစမ်းတော့ရှက်ချင်းကိုတင်တို့၌ရောက်စိမ့်သောငါအခွင့်ပေးတော်မမူတင်တို့ဒီခံနိုင်မည်အကြောင်းစုံစမ်းတော့ရှက်ချင်းအရာနှင့်တကွထွေးမြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်ဒီကျမ်းစာလေးကိုဖတ်ခြင်းအဖြစ်ပေါ့နော်ကျမတို့ဘယ်လိုခွန်အားလေးကိုယူနိုင်လဲဆိုတဲ့အကြောင်းလေးဒီကိုအနေငယ်ခွန်အားပေးခြင်းနဲ့ကျမတို့ကတော့ဒီလူလောကမှာနေထိုင်တဲ့အချိန်မှာဆိုရင်ကျမတို့ကတော့အမျိုးမျိုးပေါ့နော်ဘယ်လိုဘာသာရေးဘယ်လိုလုပ်မလုပ်လို့ပေါ့နော်ဖျားထင်ရဲ့လူတွေပဲဖြစ်ပါစေနော်ကျမတို့ကတခါမဟုတ်တခါတော့ကျမတို့စုံစမ်းတော့ရှင်းချင်းကိုကျမတို့ကလူတိုင်းလူခံရမှာဖြစ်တယ်အနေနဲ့အများပေါ့နော်စုံစမ်းတော့ရှင်းချင်းကိုကျမတို့ခံရမှာဖြစ်တယ်ဒီလောကမှာပေါ့နော်အခုချိန်မှာဆိုရင်အရန်လေစိတ်ညစ်ရတဲ့အချိန်အခါတွေလည်းဖြစ်တယ်နိုင်ငံရေးကလည်းမကောင်းတော့ပြီးတော့နော်တမျိုးနဲ့တမျိုးတော့ပေါ့လူမျိုးတိုင်းကိုလည်းနော်ရန်တိုက်ပေးတဲ့သဘောလိုမတူညီတဲ့အရာတွေပေါ့နော်သဘောထားချင်းမတူညီတဲ့အရာတွေရောအမျိုးမျိုးကိုတွေ့မြင်နေရတာပေါ့နော်အဲကြောင့်မို့နောက်ဆက်ချက်မျိုးမျိုးပေါ့နော်စဝတ်နေရေးကအစတွားရေးလာရေးကအစပေါ့နော်ကျမတို့ကအရန်စိတ်ညစ်ရတဲ့အချိန်အခါတွေကိုကျမတို့ကြုံတွေ့ရမှာဖြစ်တယ်အဲလိုမျိုးအချိန်မှာဆိုရင်ပေါ့နော်ကျမတို့စိတ်တကြတဲ့အချိန်မှလေးရှိကြမယ်စုံစမ်းတော့ရှက်ချင်းကပေါ့နော်အသေးဖွဲကစအကြီးဆုံးအရာအထိပေါ့နော်ဖြစ်နိုင်တယ်အဲကြောင့်မို့ပေါ့နော်ကျမတို့ကအမြဲတမ်းစုံစမ်းတော့ရှက်ချင်းနဲ့ခံရတဲ့အချိန်မှဆိုရင်ကျမတို့ကတော့ဒီဖျားသားသမီးတွေကအထက်ကပေါ့နော်ဖျားထင်ကိုယုံကြည်ကိုးစားနေတဲ့သူတွေကပေါ့နော်စိတ်ပြဝန်းနေပြီးမှတခြားဖျားတွေကိုကိုးကွယ်ယုံကြည်ပြီးပေတင်တွေဟောတဲ့အရာတွေကိုဖျားကိုမယုံကြည်တယ်လို့အဲ့လိုတွေလဲကျမတို့ကမလုပ်တင်ဘူးကျမတို့စုံစမ်းနောက်ဆက်ချင်းကိုကျမတို့ကြော်လွတ်နိုင်ဖို့အတွက်ပေါ့နော်ဖျားထင်ကိုစီမှာကျမတို့အဖြေတောင်းရမယ်ဆုတောင်းရမယ်ဘယ်လိုနီလာအဖြစ်ကျမတို့ဖြေရှင်းရမယ်ဆိုတော့ကိုဟာကိုနီလာနဲ့ကိုမဖြေရှင်းမနဲ့ဖျားထင်စီမှာဆုတောင်းပြီးကျမတို့အဖြေတောင်းတတ်ဖို့လည်းအရေးကြီးတယ်နောက်ပြီးတော့ပေါ့နော်တခြားဖက်လည်းကျမတို့ကိုပြောင်းပြီးမှရုပ်တုစင်တုတွေကိုပြန်ပြီးတော့ကိုယ်ွယ်တော့မယ်ဆိုရင်တော့ကျမတို့ဒီကေတင်ချင်းရပြီးသားလူတွေဖျားရည်သားသမီးတွေပေါ့နော်ယုံကြည်သူသားသမီးတွေဆိုရင်ထာဝရအသက်ရရှိရမယ့်နောင်ဘဝအတွက်ရရှိရမယ့်အရာကနေကျွန်တော်တို့အသက်ထာဝရအသက်ကိုဆုံးရှုံးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးပြောပြချင်တယ်အကြောင်းပေါ့နော်ဒီလိုခေတ်ကာလမှာစုံစမ်းတော့ရှက်ချက်မျိုးနဲ့ခံရမယ်ဆိုရင်ပေါ့နော်ဖျားတင်ကကျွန်တော်တို့ယုံကြည်သူတာသမီတွေကိုပေါ့နော်လုံးဝမခံနိုင်တဲ့စုံစမ်းတော့ရှက်ချင်းကိုလည်းဖြစ်စေမှာမဟုတ်ပါဘူးလူတိုင်းကပေါ့နော်ဖျားသားသမီးတွေပဲဖြစ်ပါစေအားလုံးကစုံစမ်းတော့ရှက်ချင်းနဲ့ကျွန်တော်တို့ကကြုံရမှာပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကနော်ကြော်ဖြစ်နိုင်ဖို့ဖျားနဲ့အတူတွာလာဖို့ဖျားစီမှာအဖြေတောင်းဖို့ကျမတို့အရင်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်နောက်ပြီးတော့ပေါ့နော်ဒီလိုအခက်ခဲကာလမှာပေါ့နော်ကျမတို့အမျိုးမျိုးကြုံတွေ့ရပြီးတော့ဘာမှအလုံးမလုံးဘဲနဲ့ဒီတိုင်းထိုင်နေပြီးမှဖျားထင်စီမှာပဲဆွတောင်းပြီးမှကျမတို့ကနော်အရာအားလုံးအဆင်ပြေပါစေဆိုလေကျမတို့အဲ့လိုမတောင်းဘဲနဲ့ကျမတို့လှုပ်ရှားကိုယ့်ရဲ့အလုပ်တွေကိုပေါ့နော်လုပ်ငန်းတွေကိုဆက်လုပ်ပြီးမှကျမတို့အရာတိုင်းဖျားထင်စီမှာဆွတောင်းအနာဖို့လည်းအရင်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်ကျမတို့စုံစမ်းခြင်းနည်းမျိုးစုံနဲ့ကျမတို့ကြောက်ရောက်လာမှာပဲဖြစ်တယ်တချို့တလေကြတော့ဘောနော်မနာလိုခြင်းအမျိုးမျိုးတွေရောရှိမယ်တချို့လောက်ကြတော့မကောင်းမှုဒုစရိုက်ဒီဖက်ကိုတွန်းပို့တဲ့အရာတွေရောရှိမယ်တချို့ကြတော့ဘောနော်အရာတိုင်းမှာစိတ်ဆင်းရဲစရာတွေဘောနော်ကျမရေးကအစအရာဘောနော်အခက်ခဲတွေကြုံတွေ့နေရမယ့်အချိန်စုံစမ်းတော့ရှက်ခြင်းတွေမျိုးဘောနော်ကြုံတွေ့ရမယ်တချို့ကြတော့နော်တယောက်နဲ့တယောက်အဆင်မပြေအောင်ရန်တိုက်ပေးခြင်းတွေကိုလည်းခံရမယ်စုံစမ်းချက်မျိုးကိုခံရမယ်နောက်ပြီးတော့ပေါ့နော်ဒီကျမတို့အခုလိုမြန်မာနိုင်ငံမှာဆိုရင်မငြိမ်မသက်ဖြစ်နေပြီးလက်နက်ကိုင်တွေကအများကိုများပြားလာပြီးတော့ပေါ့နော်တယောက်နဲ့တယောက်ဆိုရင်တခုခုဆိုရင်ပေါ့နော်လက်နက်အားကိုပြီးမှဖြည့်ရှင်းတဲ့နီးလန်းတွေကိုလည်းမလုပ်သင့်ဘူးလက်နက်နဲ့ကြားနေရတယ်နော်တစုံတယောက်ကိုဆိုစိတ်ရှိတိခံခြင်းမရှိဘဲနဲ့လူအသက်ကိုလည်းနော်ကိုကြိုက်တယ်လို့တပ်ဖြစ်လို့ရတယ်ဆိုပြီးလက်နက်အားကိုနဲ့လူအင်အားကိုနဲ့အဲ့လိုလည်းမလုပ်သင့်ဘူးဆိုတဲ့အရာတွေကိုပြချင်တဲ့အရာတိုင်းမှာပေါ့နော်စုံစမ်းခြင်းနောက်ဆက်ချက်အမျိုးမျိုးနဲ့ကြုံတွေ့နေရပါတယ်ယူဖြည့်ရှင်းလို့ရတဲ့အရာတွေကိုလည်းပေါ့နော်လူသားချင်းအတူတူပဲလူသားချင်းစာနာတဲ့စိတ်ထားလေးတွေပေါ့နော်ကောင်းကောင်းမွန်မွန်ညှိနှိုင်းလို့ရတဲ့အရာတွေကိုလည်းပေါ့နော်လက်နဲ့ဖြင့်လည်းလက်နဲ့အကူပြီးမှမတိုက်ခိုက်တင်ဖို့ဆိုတဲ့အရာတွေကိုလည်းပြောပြချင်တယ်အဲ့ဒါတွေလည်းစုံစမ်းနောက်ဆက်ချင်းတွေမှာပဲပါဝင်တယ်အဲကြောင့်ပေါ့နော်အရာအားလုံးနဲ့ပြဿနာတွေဖြစ်လာပြီဆိုစိတ်အေးစွာနဲ့ကျမတို့စိတ်ငြိမ်ငြိမ်ထားပြီးတော့ကိုရှေ့မထားဘဲနဲ့အရာတိုင်းကိုစိတ်အေးနဲ့ဆွေးနွေးတတ်ဖို့လိုအပ်တယ်ဆိုတဲ့အရာတွေကိုလည်းပြောပြချင်တယ်အဲကြောင့်မို့ဒီစုံစမ်းနောက်ဆက်ချင်းဖြစ်လာတဲ့အရာတွေမှန်သမျှကိုပေါ့နော်
ကျုံတွေ့နေရတဲ့အချိန်မှာဆိုရင်ကျမတို့ကအရန်ကိုစိတ်ညစ်မှာမလေးဖြစ်ပါတယ်ကျမဆိုလဲနောက်မနေ့ရဆိုရင်အိမ်နဲ့ကျမမောင်တို့အမေတို့မိသားစုနဲ့ကျမကဖုံပြောတယ်ဒါပေမဲ့သူတို့ကတော့အစင်မပြေဘူးပေါ်တော့ပူတဲ့ငွေနဲ့သူတို့လို့အားခါတယ်နဲ့ပေါ်တော့လုံးဝဆန်စေးတွေလည်းအရန်စေးကြီးတယ်တဲ့ကိုနှစ်သိန်းလောက်ကျတယ်လို့ပြောတယ်တလောက်ဆိုသူတို့မိသားစုက6ရောက်ပေါ့နော်အမေနဲ့6ရောက်ဆိုရင်စဝတ်နေကမလုံလောက်ဘူးပေါ့နော်ကျမပူတာနဲ့တယ်ပေါ့နော်ကျမလည်းကျမသမီးဖက်လည်းပူရတယ်ဆိုတော့လေခွဲပြီးတော့ပူရတယ်ချင်းချင်းမိမပူတယ်ဆိုတော့အဲ့လိုအခက်ခဲတွေလည်းရှိတယ်သူတို့လည်းနော်ကျောင်းမှာကျောင်းစာတင်မဲ့နေရလဲနော်အစင်မပြေဘူးပါညာနဲ့တရုတ်ကျောင်းတက်တဲ့ကလေးတွေတွေ့လဲသူတို့ကဝင်ကြီးတွေထည့်ရမှာဖြစ်တယ်နှစ်သိန်းထည့်ရမယ့်အရာမှာလဲသူတို့ကအစင်မပြေဘူးဖြစ်တယ်အဲကြောင့်မို့ခဏတပြုတ်လာစားမထုတ်တဲ့အတော်အတွင်းမှာသူများစီကချီးငှားရပါတယ်အဲ့လိုအခက်ခဲတွေလည်းကြုံတွေ့ရတာပေါ့နော်အဲ့လိုချီးငှားတဲ့အချိန်မှာဆိုရင်ဒီတိုင်းချီးငှားပေးလို့မရဘူးအတူက20ယူကြပါတယ်အဲကြောင့်မို့ပေါ့နော်လူသားသားလည်းကိုချင်းစာနာတဲ့စိတ်နဲ့ပေါ့နော်အဲသူတစ်ပါးတွေကိုနော်မရှိလို့အစင်မပြေတဲ့သူတွေလည်းငွေချီးငှားပေးတဲ့အချိန်မှာဆိုရင်အတူတွေကိုမတရားမယူဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးတွေကိုလည်းပြောပြချင်တယ်နောက်ပြီးတော့ပေါ့နော်အဲ့ဒီအကြောင်းအရာတွေကကျွန်မဥပမာပြောပြခြင်းပဲဖြစ်တယ်ဘာဖြစ်လဲဆိုအဲ့လိုကျွန်မလည်းပေါ့နော်စွန်းစမ်းတော့ရှက်ခြင်းပေါ့နော်စိတ်ကိုစိတ်မကောင်းစိတ်နှောက်ယှက်ခြင်းပေါ့နော်အဲ့လိုမျိုးတွေခံရတယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်မပေါ့နော်ပြန်ပြီးတော့တည်ခံဝင်ငါပေးခြင်းဖြစ်တယ်အဲ့ဒီစွန်းစမ်းနှောက်ယှက်ခြင်းကမျိုးမျိုးကြုံတတ်တယ်ဆိုတဲ့အရာကိုပြောပြခြင်းပဲဖြစ်တယ်အဲကြောင့်မို့ပေါ့နော်လူတိုင်းမှာလည်းအမျိုးမျိုးတော့အခက်ခဲစွန်းစမ်းနှောက်ယှက်ခြင်းတွေကြုံရမှာပဲဆိုတဲ့အကြောင်းလေးတွေကိုပြောပြခြင်းနဲ့အဲကြောင့်မို့လူသားတိုင်းပေါ့နော်ဖျားထင်ရတဲ့သမီးတွေဆိုရင်ကျမတို့စွန်းစမ်းနှောက်ယှက်ခြင်းကိုခံရမယ်ဒါပေမဲ့ထွေးမြောက်တဲ့လမ်းကိုလည်းဖျားထင်ကစီစဉ်ပေးမှာဖြစ်တယ်ညဆိုရင်ကျမကဆူတောင်းတယ်နောက်ပြီးတော့နော်အဲ့လိုအခက်ခဲတွေကြုံတဲ့အချိန်မှာဆိုရင်ကျမခိတခဏနော်ငွေတွေကိုလေ့နိုင်တဲ့နေရာတွေပါညာပြန်စဉ်းစားတော့ကျမတင်ငယ်ချင်းလူရင်းနှစ်ယောက်ရှိတယ်သူတို့စီကပေါ့နော်အခုညီပြီးညီယူပြီးမှခဏတပြုတ်ချင်းကားလို့ရတဲ့နေရာကိုကျမပြန်ညွှန်ပေးဖို့အဲ့ဒါကိုဖျားထင်ကကျမကိုပြန်ပြီးလမ်းပြတဲ့အကြောင်းကိုကျမပြန်ပြီးတော့ခွာပေးချင်ပါတယ်အဲကြောင့်ပေါ့နော်အရာတိုင်းမှာကျမတို့စိတ်ပြဝမ်းနေခြင်းမရှိဘဲနဲ့ကျမတို့ပေါ့နော်အရာတိုင်းမှာပေါ့နော်ထွေးမြောက်တဲ့လမ်းကိုလည်းဖျားထင်ကပြင်ဆင်ပေးထားတယ်အခက်အခဲမှန်တမျှနဲ့ဂျုံတွေ့ရပြီးစုံစမ်းခြင်းမှန်တမျှနဲ့ဂျုံတွေ့လာပြီးဆိုရင်ကျမတို့ကဖျားထင်ကိုဆူတောင်းပြီးမှအပြေရှာဖို့အရေးကြီးတယ်ကိုဖရာကိုပေါ့နော်ဒီတိုင်းနေပြီးမှတငယ်ချင်းချင်းတွေကိုအားကိုလူတွေကိုအားကိုဖို့မဖို့ဘူးနောက်ပြီးကဖျားစီမှာဆူတောင်းပြီးမှလမ်းကိုညွန်ပေးဖို့ဖျားထင်ဆူတောင်းဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးတွေကိုပြောပြချင်တယ်ဖျားထင်ကတိစာနဲ့ဖြစ်ဆုံးတော်မူတဲ့ဖြစ်၍ကျမတို့ကိုပေါ့နော်စုံစမ်းခြင်းအမျိုးမျိုးကြုံလာတယ်ကျမတို့ကတော့မခံနိုင်တဲ့စုံစမ်းတော့ရှစ်ချင်းဒီကိုလည်းဖျားထင်ကပေးမှာမဟုတ်ဘူးချွေးမြောက်တဲ့လမ်းကိုလည်းဖျားထင်ကပြန်ပြီးတော့ပြင်ဆင်ပေးမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးနဲ့ကျမအနေငယ်ခေါ်အပ်ပေးခြင်းနဲ့နားထောင်တို့ရောက်စီတိုင်းပေါ်မှာလည်းဖျားရှင်ကမှကောင်းချီးမင်္ဂလာရရှိနေကြပါစေ။